တခုမေးကြည့်မယ်နော်ရုပ်မြင်သံကြားမှာပဲဖြစ်ဖြစ် TV မှာပဲဖြစ်ဖြစ်TikTok ကြည့်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် social media သုံးနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ကိုမကြိုက်တဲ့စက်ကားတကားလာလို့ရှိရင်ချက်ချင်းပဲဦးဇင်းတို့ကကြော်ပြစ်လိုက်တယ်ကြောင်ပြစ်လိုက်တယ်မဟုတ်လားဒါပေမဲ့ကိုယ်စိတ်ထဲမှာငါဘွားကတော့ဆိုးလိုက်တာပါဆိုတဲ့ဇလံတွေကြီးမကောင်းတဲ့ဇလံတွေကြီးလာနေတဲ့အခါမှာဘာကြောင့်များမကြော်ပြစ်ပဲနဲ့ထက်ခအဲ့ဒီဇလံတွေကြီးကိုကြည့်ပြီးတော့ကိုနှိပ်စက်နေရပါသလဲစိတ်ပညာမှာဒါကိုအဆိုးမြင့်စိတ်ကိုထက်ခတွေးတောခြင်းလို့ခေါ်ပါတယ်ကိုယ်စိတ်ကအဆိုးတွေကိုတွေးနေတာတိလျက်နဲ့အာယုံမပြောင်းပဲအဲ့ဒီအဆိုးထဲမှာမျောပါသွားတာလေတကယ်တော့ကိုယ်စိတ်ကိုဘယ်အရာကိုအာယုံဆက်ရမလဲဆိုတဲ့ခလုတ်ကကိုယ်လက်ထဲမှာရှိပြီးသားပါအတိတ်ကအမှားတွေကိုတွေးပြီးတော့ပူလောင်လာရင်ငါအခုလက်ရှိလက်တွေ့ဘာလို့ဆောင်လို့ရမလဲဆိုတာကိုတွေးပြီးတော့လိုင်းပြောင်းလိုက်ပါဂျောနီသောမနတိကာလတင်းလျောက်ပတ်စွာနှလုံးသွင်းမှုရှိရမယ်တဲ့ကိုယ်စိတ်ထဲမှာဒေါသတွေလောဘတွေစိတ်မကြည်လင်မှုတွေအဆိုးတရားတွေဝင်လာပြီးဆိုရင်အကောင်းတရားဘက်ကိုချက်ချင်းပြောင်းလဲနိုင်ဖို့လိုပါတယ်။ကဲတော့စိတ်ချမ်းသာနေတဲ့သူဆိုတာပြဿနာမရှိတဲ့သူတွေကိုပြောတာမဟုတ်ဘူး။အဆိုးတရားတွေဝင်လာတဲ့အခါမှာအဲ့ဒီစိတ်လိုင်းကိုချက်ချင်းပြောင်းလဲပြစ်နိုင်တဲ့သူတွေကသာတကယ်ကိုစိတ်ချမ်းသာကြတာပါ။အဲကြောင့်ကိုယ်တိုင်ဝမ်းနည်းစရာတွေတွေးနေမိပြီဆိုရင်ဒီဇက်ကားကိုငါဆက်မကြည့်ချင်တော့ဘူးဆိုပြီးတော့ချက်ချင်းလိုင်းပြောင်းလိုက်ပါ။တကယ်လို့များတယောက်ယောက်ကကိုစီလာပြီးတော့သူတို့ရဲ့စိတ်ညစ်စရာအတင်းဖြင့်ဇက်လန်တွေလာဖွေးပြရင်ရောအဲ့ဒါလည်းဝင်မကြည့်ပါနဲ့မသိမသာစကားလမ်းကြောင်းလွှဲပြီးလိုင်းပြောင်းလိုက်ပါကိုစိတ်ကထုတ်လွှင့်နေတဲ့အရာတွေကိုမကြိုက်ရင်ထိုင်ပြီးတော့ခံစားမနေပါနဲ့ခလုတ်လေးတစ်ချက်နှိပ်ပြီးချက်ချင်းလိုင်းပြောင်းလိုက်ပါအားလုံးလိုင်းပြောင်းနိုင်ကြပါစေဘသူကမှဒုက္ခမပေးတဲ့ယုံကလေးတွေကိုကြည့်ပြီးဒီယုံကလေးတွေကတော့ကိုချင်းတရားကောင်းလိုက်တာဆိုပြီးသတ်မှတ်လို့တော့မရဘူးလေသူတို့မှသူတစ်ပါးတွေကိုကြိုက်ဖြတ်ဖို့စွမ်းရည်မှမရှိတာလူလောကမှာလည်းဒီတိုင်းမှာပဲအခွင့်အရေးမရလို့အာဏာမရှိလို့လုံပိုင်ခွင့်မရှိလို့ငြိမ်ခံနေတာကိုလူကောင်းလို့ထင်နေတတ်ကြတယ်တကယ်လူကောင်းဆိုတာအန္တရာယ်ပေးနိုင်ပေမဲ့ကိုယ့်ရဲ့အန္တရာယ်ပေးနိုင်စွမ်းအားကိုတတိနဲ့ထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်ကိုခေါ်တာပညာမှာလူတိုင်းမှာမသိစိတ်ရဲ့အမှောင်ချမ်းဆိုတာရှိပါတယ်လောဘတွေဒေါသတွေရက်စက်ခြင်းစိတ်တွေပေါ့အဲ့ဒီတရားဆိုးတွေငါတန်တန်မှာမရှိပါဘူးဆိုပြီးတော့ဖုံးကွယ်ထားပေမဲ့တစ်ချိန်မှာအဲ့ဒီလူရဲ့လက်ထဲကိုအာဏာရောက်လာတဲ့အခါမှာလူကနေဘလူဘွားကိုကူပြောင်းသွားတတ်တယ်ကိုယ်တိုင်လည်းအဲ့ဒီအမှောင်ချမ်းကိုလက်မခံပဲညှို့သိမ်းထားလို့ရှိရင်တစ်ချိန်မှာအဲ့ဒီအမှောင်ချမ်းကပေါက်ကွဲထွက်လာပြီးကိုချစ်တဲ့သူတွေကိုတောင်ညှဉ်းရှာမိတတ်တယ်မကောင်းမှုလုပ်ခွင့်မရှိလို့ရှောင်ကျဉ်လိုက်တာကိုတကယ်တီလာလို့မခေါ်ပါဘူးမကောင်းမှုလုပ်ခွင့်သားနေတာတောင်အလွယ်တကူလိမ်ညာခွင့်ရှိနေတာတောင်တတိနဲ့ညံနဲ့ဆင်ကျင်ပြီးတော့ရှောင်ကျင်လိုက်တာကမှတကယ်ကိုချင်းတီလာအစစ်မှန်ပါအကြောင်းကိုမှလည်းပဲအခွင့်အရေးသားတဲ့အချိန်မှာစိုးကျင်စိတ်ရှိနေသေးတယ်ဆိုတာကိုရဲကြီးဝန်ခံလိုက်ပါပြီးမှအဲ့ဒီစိတ်ကလေးကိုတတိနဲ့ထိန်ချုပ်ပါကိုပတ်ဝန်းကျင်မှာငါကလူကောင်းပါလို့ဟန်ဆောင်ပြီးတော့ကိုအပြစ်ပုံချလာတဲ့သူတွေတွေ့ရင်လည်းစိတ်မဆိုးပါနဲ့သူတို့ရဲ့မျိုးသိပ်ထားတဲ့အမှောင်ချမ်းတွေရှမ်းကြလာတာလို့သဘောထားပြီးအေးအေးဆေးဆေးပဲရှောင်ထွက်လိုက်ပါအန္တရာယ်ကင်းတဲ့ယုံတငယ်ဖြစ်အောင်မကြိုးစားပါနဲ့မိမိစိတ်ကိုမိမိထိန်ချုပ်နိုင်တဲ့ခြင်းသေးဖြစ်အောင်ပဲကြိုးစားပါအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ